အမကြီးဥပေါ်ဦးနဲ့ပညာရှိအကျံအပိုင်းကအရင်အပိုင်းတွေမှာဘယင်ကြီးကိုနီးအမျိုးမျိုးနဲ့ပညာပေးခဲ့တဲ့ဥပေါ်ဦးဟာတနေ့မှာတော့ဘိုးတော်ဗျာပဒုံမင်းနဲ့အတူတောကစားအမဲလိုက်ထွက်ခိုက်ကြပါတယ်တော်ရင်ရောက်တဲ့အခါဘယင်ကြီးကဥပေါ်ဦးကိုထပ်ပြီးပညာစမ်းကျင်တာနဲ့လမ်းမှာတွေ့တဲ့ခြေရာတစ်ခုကိုပြပြီးမေးလိုက်ပါတယ်ပေါ်ဦးဟောဒီမြေကြီးပေါ်ကခြေရာကိုကြည်စမ်းဒါဘလို့တရဝါရဲ့ခြေရာလဲပြီးတော့အဲ့ဒီတရဝါကဘလို့အခြေအနေရှိတယ်လဲဆိုတာမင်းပြောနိုင်မလားဥပေါ်ဦးကခြေရာကိုတေချာဆေးဆေးကြည့်ပြီးပြုံးလိုက်ပါတယ်ပြီးတော့ခါတိုင်းလိုပဲယုံကြည်ချက်ရှိရှိရှောက်တင်လိုက်ပါတယ်မှန်လားပါဖေဟာဒီခြေရာပါကလာအုပ်တကောရဲ့ခြေရာဖြစ်ပါတယ်ဖေဟာအဲ့ဒီကလာအုပ်ဟာမျက်စိတစ်ဖက်ကန်းနေတယ်ပြီးတော့သူ့ရဲ့တစ်ဖက်မှာချိုချင်းတွေတင်လာပြီးနောက်တစ်ဖက်မှာတော့စားတွေတင်လာပါတယ်ဖေဟာဘယင်ကြီးဟာအန်အောသွားပြီးမင်းကလည်းကလာအုပ်ကိုမြင်းအောင်မမြင်ရပဲနဲ့ဘလို့လို့ဒီလောက်အသေးစိတ်ထိနေရတာလေမင်းလျှောက်ပြောနေတာမဟုတ်လားလို့မေးခွန်းထုတ်ပါတယ်အဲ့ဒီအခါဥပေါ်ဦးကသူဘလို့တွေးသလဲဆိုတာကိုတက်သေးပြပါတယ်မျက်စိတစ်ဖက်ကန်းကြောင်းအရှင်မင်းကြီးလမ်းဘေးကမြက်ပင်တွေကိုကြည့်ပါကလာအုပ်ဟာလမ်းရဲ့တစ်ဖက်ထဲကမြက်တွေကိုပဲစားသွားပါတယ်အခြားတစ်ဖက်ကမြက်တွေကတော့အကောင်းအတိုင်းပါတယ်ဒါဟာသူကတစ်ဖက်သေးကိုပဲမြင်ရလို့ဖြစ်ပါတယ်ချိုချင်းနဲ့စားအကြောင်းလမ်းရဲ့တစ်ဖက်မှာရင်းကောင်းတွေဝိုင်းနေတာကိုကြည့်ရင်ဒါဟာချိုချင်းသို့မဟုတ်တကားရည်တွေဖိတ်ကျနေတာဖြစ်ရပါမယ်အခြားတစ်ဖက်မှာတော့မြေကြီးကိုနှက်တွေလာစိတ်နေတာတွေ့ရပါတယ်ဒါဟာစားတွေဖိတ်ကျနေလို့ဖြစ်ပါတယ်ဗျာဘယင်ကြီးကဥပေါ်ဦးရဲ့အကဲခတ်ဉာဏ်ကိုအလွန်သဘောကျသွားပါတယ်မကြခင်မှာမဲလမ်းမှာကလားဥပိုင်ရှင်နဲ့တွေ့တဲ့အခါဥပေါ်ဦးပြောတဲ့အတိုင်းတထေရာတဲ့မန်ကန်နေတာကိုတွေ့လိုက်ရပါတယ်ဘယင်ကြီးကပေါ်ဦးမင်းရဲ့အကဲခတ်ဉာဏ်ကတော့တကယ်ကိုအံ့ဩခမ်းပါပဲလို့ချီးကျူးတော်မူပါတော့တယ်